လာတဲ့ အလှပကီလူသားတော်ဝါဝါညက်ကေရွှေနန်းတော်ထပ်ဖွာလို့မွေငယ်ကုန်ဆန်ကြညာသွေးခြေစုံရန်ခလာကလေးစီရောတော်မြတ်ခုံးမွေရွှေသမီးမျက်လုံးလေးကမြင်သူတကားရင်မအေးနှစိမ့်စိမ့်ကြည့်လို့မဝတဲ့သူလေးသမီးလေးမြင်ကြည့်ရလောက်အောင်လှတဲ့အလှပကီလူသားတော်ဝါဝါညက်ကေရွှေနန်းတော်ထပ်ဖွာလို့မွေငယ်ကုန်ဆန်ကြညာသွေးခြေစုံရန်ခလာကလေးစီရောတော်မြတ်ခုံးမွေရွှေသမီးမျက်လုံးလေးကမြင်သူတကားရင်မအေးနှစိမ့်စိမ့်ကြည့်လို့မဝတဲ့သူလေးရှိမယ်ဆိုရင်ပြန်ရင်သည်ကမမေးသည်အလှဒေဝီအလှသခင်ပိုင်ရှင်မလေးခါသေးလို့ရင်ချီအလှတွေဧကရီရွှေပကြီးမိုင်ငါငေးငွေပကြီးမိုင်ငါငေးစာဖွဲ့လို့မေကညာနဲ့ခင်းနဲ့ရှင်ဘဝေးဝတ်ပုံစားဖို့သွားဖို့လေးကမြမဆန်းဆန်းလေးရင်ကြီးရင်သူတကားရင်မအေးတစ်စိမ့်စိမ့်ကြည့်လို့မဝတဲ့သူလေးသမီးလေးမြင်ကြည့်ရလောက်အောင်လှတဲ့အလှပကီလူသားတော်ဝါဝါညက်ကေရွှေနန်းတော်ထပ်ဖွာလို့မွေငယ်ကုန်ဆန်ကြညာသွေးခြေစုံရန်ခလာကလေးစီရောတော်မြတ်ခုံးမွေရွှေသမီးမျက်လုံးလေးကမြင်သူတကားရင်မအေးနှစိမ့်စိမ့်ကြည့်လို့မဝတဲ့သူလေးရှိမယ်ဆိုရင်ပြန်ရင်သည်ကမမေးသည်အလှဒေဝီအလှသခင်ပိုင်ရှင်မလေးခါသေးလို့ရင်ချီအလှတွေဧကရီရွှေပကြီးမိုင်ငါငေးငွေပကြီးမိုင်ငါငေးစာဖွဲ့လို့မေကညာနဲ့ခင်းနဲ့ရှင်ဘဝေးဝတ်ပုံစားဖို့သွားဖို့လေးကမြမဆန်းဆန်းလေးရင်ကြီးရင်သူတကားရင်မအေးတစ်စိမ့်စိမ့်ကြည့်လို့မဝတဲ့သူ